ကဲကိုဘဝကိုတိုင်တကယ်ပဲတက်ကြွကပုံဖော်လို့ရလားဒီနေ့မှာတော့အောင်မြင်မှုရဖို့အခါကိုရဲ့ဦးနောက်ကိုသိပိုင်နေကြဘလို့ပြန်ပြီးပုံဖော်မလဲဘလို့အထုံးချမလဲဆိုတာကိုအသေးစိတ်လေးလာကြည့်ကြရအောင် manifestation ဒါမှမဟုတ်စန္ဒပြေဝခြင်းဆိုလာကိုတိပြန်ပညာကရှင်းပြနိုင်သလားဒါအတူတူစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတော့လူတော်များများကြားမှာခစ်စားနေတဲ့ဒီယူဆနဲ့တိပြန်ပညာရဲ့တွေးရှိချက်ကြီးကြားမှာဘလို့ဆက်ဆက်မှုတွေရှိနေမလဲအတူတူကြည့်လိုက်ကြအောင်ဟုတ်ပြီအရင်ဆုံးအခြေခံအချက်ဆုံးဒါပေမဲ့အားရှိဆုံးအချက်တစ်ခုနဲ့စလိုက်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ရဲ့ဦးနှောက်ဟာဘယ်တော့မှပုံသေးမရှိဘူးအမြဲတမ်းပြောင်းလဲနိုင်တယ်ဆိုတဲ့အချက်ပါပဲအဲ့ဒီပြောင်းလဲနိုင်စွမ်းကိုသိပ္ပံပညာမှာ neuroplasticity လို့ခေါ်ပါတယ်ဒီစကားလုံးကနည်းနည်းတော့ခက်ထလို့ထင်ရပေမဲ့သဘောတရားကတော့ရှင်းရှင်းလေးပါဆိုလိုတာကဦးနှောက်ကကလေးဝါမှာပဲကြီးတော့ဖွံ့ဖြိုးတာမဟုတ်ဘူးအသက်25နှစ်ကနေ65နှစ်အဲ့နောက်ပိုင်းဒီမှာတော့မှဆက်ပြီးတော့ကြီးထွားနိုင်စွမ်းပြောင်းလဲနိုင်စွမ်းရှိနေတော့မယ်ဆိုတာပါပဲတော်တော်အံ့ဩစရာကောင်းတယ်နော်ကဲအုံနောက်ကပြောင်းလဲနိုင်တယ်ဆိုတာသိပြီဒါဆိုရင်အဲ့ဒီစွမ်းရည်ကိုဘယ်လိုအသုံးချမလဲအခုကျွန်တော်တို့ကဒီကိစ္စကိုကြက်ကွာလာရဲ့လျော်ဝစမ်းကြစွမ်းလေးဘက်ကနေမကြည့်ပဲတိပြန်နီးကြမှုပေါင်းနေနဲ့ပဲလစ်လာကြည့်ကြမှာပါဒီနေရာမှာသိပ္ပံနီးချက်အရှင်းပြချက်နှစ်ခုကိုရှင်းကြည့်တော့ကြပါတယ်တစ်ခုက quantum science ဂျကာဝလာနဲ့တွန်းခါမှုလေးအကြောင်းပြောတာပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့အဓိကထားပြောမယ် cognitive science ပါသူကအာယုံကြောသိပညာနဲ့စိတ်ပညာကိုပေါင်းစပ်ထားတာပါဘာလို့ဒီဘက်ကိုပိုအာယုံစိုက်ချင်တာလဲဆိုတော့သူကအထင်းချုပ်နိုင်စွာကိုဘွားကိုပုံဖော်နိုင်တဲ့စွမ်းအားတွေကအဝေးကြီးမှမဟုတ်ဘူးကိုယ့်ရဲ့ဦးနောက်ထဲမှာပဲရှိတယ်ဆိုတဲ့အားရှိစရာအချက်ကိုအဓိကထားလို့ပါပဲဟုတ်ပြီဒါဆိုရင်ဦးနောက်ရဲ့အဲ့ဒီပြောင်းလဲနိုင်စွမ်းကိုလက်တွေ့အထုံးချဖို့အတွက်အဆင့်၄ဆင့်ပါတယ်လုပ်ငန်းစဉ်တစ်ခုခုကြည့်လိုက်ကြရအောင်ပထမအဆင့်ကတော့ raised awareness ကိုပွားတဲ့ကိုဘာဒီတကယ်ခေါ်သွင်းချင်ကြလဲဆိုတော့ရှင်းရှင်းလင်းလင်းသိနေဖို့ပါဒုတိယအဆင့်က focused attention ကိုမှရှိနေတဲ့အစိုးမြင်စိတ်ပုံစံတွေရောပေါ်လာနိုင်တဲ့အခွင့်အလမ်းကောင်းတွေကိုရောတတိထားမိဖို့လိုပါတယ်တတိယအဆင့်ကတော့ deliberate practice ကိုပန်းလိုက်စီရောက်ဖို့အတွက်တကယ်ပဲအတက်ကြောကြလေ့ကျင့်လို့ဆောင်ရမှာပါနောက်ဆုံးအဆင့်ကတော့ accountability ကိုလွတ်နေတဲ့အရာတွေလမ်းကြောင်းမှန်ပေါ်မှာရှိနေဖို့အတွက်ခိရိယာတွေဖြစ်ဖြစ်လူတွေရဲ့အကူအညီဖြစ်ဖြစ်ယူပြီးတောင်းဝန်ယူမှုရှိဆက်လုပ်သွားဖို့ပါပဲဆိုတော့ဒီကိစ္စကထိုင်ဆော့နေုံနဲ့မရပါဘူးဦးနော့ကိုတက်ကြောကြပြန်လဲဖြူပြင်းတဲ့လုပ်ငန်းစဉ်တခုပါပဲဒီနေရာမှာအတုံးဝင်တဲ့အကြံပြုချက်လေးတစ်ခုပေးချင်ပါတယ်အာယုံကျိုးတစ်ပန်နေရပါတော့ကြီးမားရဲ့ပိုင်းနိုင်ကြီးလေးကိုတခါတည်းလှုပ်ဖို့စစ်တက်ကြမနေပဲတေးသေးလေးတွေတလုတ်စာအရွယ်အပိုင်းလေးတွေဖြစ်ခွဲချလိုက်ပါအဲ့ဒါကကိုယ့်ကိုစက်ပြီးလှုပ်ခြင်းစိတ်အားထက်သန်မှုတွေဆက်ရှိနေအောင်ကူညီပေးပါလိမ့်မယ် Okay နောက်တစ်ပိုင်းအနေနဲ့ကတော့ကျွန်တော်တို့ဦးနောက်မှာတဘာဝအတိုင်းပါလာတဲ့စစ်ထုတ်တဲ့စနစ်တွေ filter တွေရှိတယ်အဲ့ဒီ filter တွေကိုကိုလိုချင်တဲ့ဘက်ကိုဘယ်လိုလမ်းကြောင်းပေးမလဲဘယ်လိုကြိုတင်ပြင်ဆင်မလဲဆိုတာကိုကြည့်လိုက်ရအောင်ပထမလုံးစနစ်ကတော့ selective filtering ပါသူတဘောကဦးနောက်ကမလိုအပ်ဘူးထင်တဲ့အချက်လက်တွေကိုအလိုအလျောက်စစ်ထုတ်ပေးတာပါဥပမာအခုကိုယ်ခန္ဓာကိုယ်ပေါ်မှာဝတ်ထားတဲ့အင်ဂျီကိုသတိထားမိနေလားတနေ့ကုန်သတိမထားမိဘူးဟုတ်အဲ့ဒါ selective filtering ကြောင့်ပါအချက်လက်တွေတိတ်များပြီးဦးနောက်ဝန်မပေးအောင်ကောက်ွယ်ပေးတဲ့သဘာဝစွမ်းရည်တစ်ခုပေါ့ဒုတိယတစ်ခုက selective attention ဒါကတော့လူတိုင်းနီးပါးကြုံဘူးမှာပါဥပမာကားတစ်စီးဝယ်လိုက်တယ်ဆိုပါစို့အဲ့ဒီနေ့ကစားပြီးလမ်းပေါ်မှာအဲ့ဒီကားမိုးတယ်ပဲခဏခဏတွေးနေတယ်လို့ခံစားရတယ်မလားတကယ်တော့အဲ့ဒီကားတွေကအရင်ကနေကရှိနေတာပါဒါပေမဲ့ကိုဦးနောက်ကိုအဲ့ဒီကားကိုအာယုံစိုက်ကိုပြင်ဆင်လိုက်တဲ့အတွက်အခုမှပူပြီးတတိထားမိလာတာပါနောက်ဆုံးတစ်ခုကတော့ value tagging ပါဒါတော့ဦးနောက်ကအရာတွေကိုအရေးကြီးတဲ့အတိုင်းတင်စစ်ကပ်ပေးတဲ့ system ပါဥပမာရှင်တန်ဖို့တဲ့အရေးကြီးတဲ့အစားအသောက်ရေလိုမျိုးနဲ့စိတ်ခံစားမှုနဲ့ဆိုင်တဲ့ဘန်တိုင်းဒီကိုတကယ်ဖြစ်ချင်တဲ့ရတယ်ဆိုပြီးသူကအရေးပါမှုလိုက်ခွဲခြားသတ်မှတ်ပေးပါတယ်အဲ့တော့ခုနပြောခဲ့တဲ့ selective filtering selective attention value tagging အဲ့ဒီသုံးခုလုံးကိုတပြိုင်တည်းလေ့ကျင့်ပေးနေတဲ့နည်းလမ်းတစ်ခုရှိပါပဲအဲ့ဒါကတော့ vision board ဒါမှမဟုတ် action board တွေပါပဲဒီ board တွေကကိုလိုချင်တဲ့အရာတွေရဲ့ပုံရိပ်တွေနဲ့ကိုဦးနောက်ကိုထောက်ခတလဲလဲပြပေးနေသလိုဖြစ်ပြီးအဲ့ဒီလုပ်ငန်းစဉ်သုံးခုလုံးကိုတစ်ခါတည်းအလိုလိုစေတာပါဒီနေရာမှာမသားစရာစကားလေးတစ်ခုရှိပါတယ်ညာအိယာမဝင်ခင်နောက်ဆုံးကြည့်တဲ့အရာကမတိစိတ်ထဲမှာပိုပြီးခိုင်ခိုင်မာမာဆွဲကြံရည်စေတဲ့ဒါက Tetris effect လို့ခေါ်တဲ့ဖြစ်စဉ်နဲ့လည်းဆက်ဆက်နေပါတယ်အိတ်ခါနီးနဲ့မနဲ့နိုးနိုးရဲ့အချိန်တွေမှာဥလောက်ကအကြံပြုချက်တွေကိုအလွယ်တကူလက်ခံနိုင်ဆုံးအချိန်တွေပါဒါကြောင့်အဲ့ဒီချိန်တွေမှာကိုယ့်ရဲ့ပန်းတိုင်တွေကိုပြန်ကြည့်တာကအရန်ကိုထိရောက်မှုရှိပါတယ်ကဲအခုပြောခဲ့လုပ်ငန်းစဉ်တွေအားလို့ထိရောက်ရောက်အလို့လုပ်ဖို့ကအရေးကြီးဆုံးအချက်တစ်ခုကြံပါလေတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အတွင်းပိုင်းစိတ်နဲ့သဘောထား
mindset ပါပဲဒါကတကယ်ကိုအဓိကကြတဲ့အပိုင်းတစ်ခုပါစိတ်နေတဲ့ဘောထားနှမျိုးရှိတဲ့အထက်မှာပထမတစ်ခုက scarcity mindset ရှားပါမှုစိတ်ပေါ့ဒါက cortisol လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းနဲ့ဆက်ဆက်နေပြီးငါနဲ့မထိုက်တန်ပါဘူးဆိုတဲ့ခံစားချက်နဲ့အရင်ခံတတ်တယ်အမေနဲ့ကြောက်ရွံ့နေမယ်တန်တရားဝင်နေမယ်ငါမလုပ်နိုင်ပါဘူးဆိုတဲ့အတွေးတွေပဲခေါင်းထဲမှာရှိနေတတ်ပါတယ် သူ့ရဲ့စံချင်ဘက်ကတော့ abundance mindset ပေါ်များမှုစိတ်ပါဒါကတော့ oxytocin လို့ခေါ်တဲ့ချစ်ချင်းမေတ္တာဟော်မုန်းနဲ့ဆက်ဆက်ပြီးငါနဲ့ထိုက်တန်တယ်ဆိုတဲ့ခံစားချက်ကနေလာတာပါဒီစိတ်ကကိုယုံကြည်မှုရှိစေပြီးတော့ကျမရဲ့နဲ့ညီညွတ်တဲ့စွမ်းစားမှုတွေအခွင့်အလမ်းတွေကိုလက်ခံဖို့တွန်းအားပေးပါတယ် ဒါဆိုရင်အဲ့ဒီ scarcity mindset ကနေ abundance mindset ကိုဘယ်လိုပြောင်းမလဲဒီမှာလက်တွေ့ကျတဲ့နည်းလမ်းလေးရှိပါတယ်ပထမဆုံးကိုအဓိကအနောက်ပြန်ဆွဲနေရဲ့အစိုးမြင်ရွေးရတာဘာလဲဆိုတော့သူ့ဆော်ရှာဖွေပါပြီးရင်အဲ့ဒီအစိုးမြင်စေးရဲ့စံချင်းပဲဖြစ်မဲ့ကိုပိုင် mantra တစ်ခုဖန်တီးပါအဲ့နောက်မှာတော့အစိုးမြင်တွေပင်လာတိုင်းကို mantra နဲ့အစားထိုးပေးလိုက်ပါနောက်ဆုံးမှာတော့စွန့်ဆောင်မှုနဲ့တွေစံတက်မှုလေးတွေလောက်ဆောင်ချက်သေးသေးလေးနဲ့စပြီးကောင်းထင်ပေါ်ကြည့်ပါ ဆိုတော့အထီးကပြောချင်တဲ့အညစ်ချုပ်ကတော့ဘယ်သက်အရွယ်မှာပဲဖြစ်ဖြစ်ဘလို့ခြေနေမှာပဲရောက်နေနေဘလို့စိတ်နေသဘောထားမျိုးပဲရှိနေပါစေကိုယ့်ရဲ့ဦးနောက်ကိုပြောင်းလဲပြီးဘဝကိုအသက်တဖန်ပြန်လဲတည်ထွင်နိုင်တဲ့ဆိုတာပါပဲဒါကတကယ်ကိုအားတက်စရာကောင်းပြီးလူတိုင်းရဲ့အတွက်ဖြောင်းလက်ချက်ဖေးတဲ့အချက်တစ်ခုပါဒီနေ့ဒီဆွေးနွေးမှုကိုအဆုံးမတတ်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနာထားခဲ့ချင်ပါတယ်ဒီနေ့တရှိခဲ့တဲ့အချက်တွေကိုလက်တွေ့အသုံးချဖို့တွန်းအားပေးမဲ့မေးခွန်းတစ်ခုပေါ့ကဲကိုယ့်ရဲ့ဦးနောက်ကိုရောဘလို့အခွင့်အလမ်းကောင်းတွေကိုမြင်တတ်အောင်လေ့ကျင့်ပြီးသွားကြမလဲ